ကဲပါဒီခါကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဒီမကြသေးခင်ကဒီစားတော့ဆိုင်ပေါ့နော်မီလာတဲ့စားတော့ဆိုင်မှာဒီပေကြီးရှိကြတယ်အဲ့ဒီအပေါ်မှာထိုင်းဆိုရဒီကဒီနာမည်ဒီဘာဒီရဘာတွေပေါ့နော်ဒီချပြင်ပြီးတော့စီစစ်ပေါ်မှာဖြစ်ပါတယ်သူတို့ရက်30စီမံကိန်းချမှတ်ပြီးတော့မှဒီဆိုင်တွေပေါ့နော်ဒီတွေပြည့်မီမီရတင်စစ်စစ်မယ်မပြည့်မီတဲ့ဆိုင်တွေကြတော့သူတို့ပြန်လည်ပြီးတော့မှပြည့်မီအောင်ပြန်လည်ပြုမှုမှလည်းပြည့်မီတဲ့ဆိုင်တွေကြတော့ဆက်လက်ပြီးတော့ဖွင့်လို့ရတယ်လို့ဒီမျိုးပြည်သူတွေဘောတော့ထိတ်လန့်မှုဖြစ်စေရအောင်တွေ့လဲဒီအစိုးရနေပြီးတော့ဆွမ်းကုန်ကြိုးစားပြီးတော့မှဒီပြည်ကြီးလို့ချူရွေးတွေ့ဖို့ဦးစားပေးတဲ့အနေနဲ့ပေါ့နော်သူတို့စစ်ဆေးမယ်စစ်ဆေးပြီးတော့မှဒီမင်းလာလို့ရှိရင်ဒီတကယ်ဒီဘယ်လိုပြရမလဲထွက်ပေါက်တွေ exit ပေါက်တွေနောက်ပြီးတော့ဒီပေါ်လာတဲ့ပစ္စည်းတွေအဲ့ဒါတွေကဟိုဒီပြေးမီမမီပေါ့နော်အဲ့ဒါတွေကိုလိုက်စစ်မယ်စစ်ပြီးတော့မှသူဒါရေပြေးမီတဲ့ဆိုင်တို့ပေးဖွင့်ပြီးတော့မှမီတဲ့ဆိုင်တို့ကိုကျွန်တော်ပြန်လည်ပြုပြင်မှာဖြစ်တယ်နောက်တစ်ခုကကျတော့ဒီပိတ်သိနေတဲ့ဆင်းလေးလည်းသူလောက်ဖို့အတွက်ကျွန်တော်ကြားတာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအစင်းလေးတော့မရောက်သေးပါဘူးပေါ့နော်ဆိုတော့ထိုင်းနိုင်ငံကိုတိုင်းတာပေါ့နော်ဒီရှိမြတ်ဘာတွေဒါတော့ပြောရမယ်ဆိုရင်တော့ဒါရုပ်တရက်ဖြစ်သွားတော့တကယ်ကိုဒါတကယ်ပေါ့နော်မထင်မှစရာဖြစ်သွားတာပေါ့နော်ဆိုတော့ဒါတကယ်ကြောက်စရာခုလည်းဖြစ်တယ်ဒါကြောင့်မလို့ပဲနေရာမှာဆိုကျွန်တော်တို့ကပေါ်ဆက်လို့မရဘူးပေါ့နော်ဆိုတော့ဒါအဆောက်အဦဒီဆောက်တွေကကျွန်တော်တို့ဒီထွက်ပေါက်တို့ဘာလို့တကယ်မိဘေးအန်ဒီရဆိုတာကဒါပြောမတောက်ဘူးနော်ခုလိုဖြစ်သွားပြီးဖြစ်သွားတဲ့အခါမှာသိတဲ့အတိုင်းပဲနော်ထွက်ပေါက်ကမရှိတဲ့အတွက်ကြောင့်မလို့ထဲမှာပိတ်မိနေပြီးတော့မှဒီအသက်ဆုံးရှုံးသွားတဲ့ဒီတချို့လူတွေဆိုလို့ရှိရင်ဒါတကယ်စိတ်ထိခိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေနောက်ထပ်မဖြေဖို့ရေပြောဒါထိုင်အနာပိုင်းရနေပြီးတော့သူတို့ဒါတွေကိုကောင်းမှုပြန်လည်ပြီးတော့မှစီစစ်သွားမယ်ပြီးတော့ပြည်သူတွေလည်းမထိတ်လန့်စေရအောင်သူတို့အခြေအနေပြင်းကြီးသတင်းတွေကိုလည်းထုတ်ပြန်ကြည့်နေပါပြီးတော့ဖြစ်တာပေါ့နော်โอเคဒါဒီမနေ့ကတော့ကျွန်တော်ဒီ channel လေးကိုဒါဒီတော့မှ sharing လုပ်ပေးတာပြီးတော့တယ်မြတ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်